ခွေးလေးတွေနဲ့အတူ TV ကြည့်ပြီးအနားယူတာကခွေးပိုင်ရှင်များစွာရဲ့ကြည်နူးစရာအချိန်လေးတစ်ခုပါဒါပေမဲ့မိသားစုတစုရဲ့ Labradoodle ခွေးလေးဟာ TV ကိုဖျက်ဆီးဖို့ကြိုးစားပြီး TV တွေအတော်များများကိုရိုက်ချိုးထားခဲ့ပါတယ်ဒီလိုထိန်းချုပ်မရတဲ့ရန်လိုမှုမျိုးကိုခွေးပိုင်ရှင်တွေကပေါ်ဆတတ်ပေမဲ့ဒါဟာပိုဆိုးရွားတဲ့ပြဿနာရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ် Liz ဆိုတဲ့ခွေးပိုင်ရှင်အမျိုးသမီးဟာသူ့ခွေးလေး Harvey နဲ့ပတ်သက်ပြီးပြဿနာတစ်ခုရှိနေတာကိုတွေ့ရပါလိမ့်မယ်ခွေးလေး Harvey ရဲ့အဆိုးဆုံးအမူအရာကတော့ TV ကိုအမြဲခုံအုပ်နေတာပါပဲဖန်သားပြင်းပေါ်မှာတေးဆန်တကောင်ပေါ်လာတာနဲ့ Harvey ကခုံအုပ်ပြီးကြမ်းကြမ်းတမ်းတမ်းဟောင်ပါတော့တယ်သူ့အိမ်မှာအေးချမ်းမှုဆိုတာမရှိဘူးလို့ Liz ကခန်းစားနေရပါတယ်Harvey ကစိတ်လိုက်မှန်ပါလို့တက်လို့ပုံမှန်ပုံစံကိုဖော်ထွက်ရခက်ခဲတယ်လို့ Liz ကပြောပါတယ် TV ပေါ်ရန်လိုတာကအတော်လေးအဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီးတခါပိုကြီးမားတဲ့ပြဿနာတစ်ခုရဲ့လက္ခဏာဖြစ်ပါတယ်စီဇာမဲလန်ကမိသားစုကို Harvey နဲ့အတူ TV ကြည့်ခိုင်းပြီးအပြင်ကနေလေ့လာစောင့်ကြည့်ခဲ့ပါတယ် Harvey ကအော်ဟစ်ပြီးရန်လိုနေပေမဲ့ Liz ကထိန်းချုပ်ဖို့ကြိုးစားခြင်းမရှိခဲ့ပါဘူး Harvey က Liz ရဲ့သားကိုကိုက်ဖို့ကြိုးစားခဲ့တာကိုလည်းစီဇာကတွေ့ခဲ့ရပါတယ် Harvey ရဲ့မြင့်မားတဲ့ဟောင်တန်နဲ့ Liz နောက်မှာပုံအောင်နေတဲ့အမူအရာကသူဟာအုပ်စုရဲ့နောက်တန်းခွေးထီကြောင့်စီဇာကိုပြသနေပါနဲ့ဒါကြောင့် Harvey ကလုံခြုံမှုမရှိဘူးလို့ခံစားရပြီး TV ပေါ်ကတရိတ်ဆန်တွေအင်ကိုလာတဲ့ဧည့်သည်တွေကြောင့်စိတ်လှုပ်ရှားတတ်တာကိုရှင်းပြခဲ့ပါနဲ့စီဇာက Liz ရဲ့ခေါင်းဆောင်မှုအားနည်းတာကိုထောက်ပြပြီးအေးချမ်းတင်ရင်လက်ခေါင်းဆောင်မှုပေးဖို့လိုအပ်တယ်လို့ပြောပါတယ်Liz ရဲ့ခွေးဘယ်လာကအရာရာလွယ်ကူခဲ့လို့ Liz ဟာခေါင်းဆောင်မှုပေးဖို့မလိုအပ်ခဲ့ပါဘူး။ဒါပေမဲ့ Harvey ကတော့ခိုင်မာတဲ့ခေါင်းဆောင်မှုလိုအပ်ပါတယ်။စီဇာက Liz ကိုအေးချမ်းပြီးယုံကြည်မှုရှိတဲ့ခေါင်းဆောင်မှုပေးတတ်အောင်စတင်သင်ကြားပေးခဲ့ပါတယ်။ Harvey ကစိတ်လှုပ်ရှားလာတိုင်း Liz ကသူ့ကိုပြုပြင်ပေးပြီး TV ကိုရန်မလိုတော့အောင်လှီးကျင့်ပေးဖို့လိုအပ်တယ်လို့ပြောပါတယ်။နောက်တစ်နေ့မှာတော့စီဇာဟာ Burnham ကိုခရီးဆက်ပြီးJulie Nash ဆိုတဲ့ခွေးပိုင်ရှင်မျိုးသမီးကိုကူညီခဲ့ပါတယ်။ကဲ့ယောဂကာလအတွင်းရရှိခဲ့တဲ့ခွေးလီ Max ဟာ multipool လို့ထင်ခဲ့ရပြီးမြဲ DNA စစ်ဆေးမှုမှာ sheepdog အစစ်ထင်နေခဲ့ပါတယ်။ပေါင်90အလေးချိန်ရှိတဲ့ Max ဟာထိန်းရခက်ခဲပြီးအလွန်ကြွက်သားတန်မာကရန်လိုတတ်ပါတယ်။တချင်းက Max ကလဲပတ်ကျူးဖြတ်ဒီလမ်းပေါ်ကိုပြေးထွက်သွားရကနေကားတစ်စီးရဲ့ဘေးရဖုံးကိုဝင်တိုက်မိခဲ့ပါတယ်ဒီဖြစ်ရကြောင့် Max တေဆုံးလို့ညီးပါဖြစ်ခဲ့ရပြီး Julie ဟာလမ်းလျှောက်တန်းကြောက်လန့်နေတတ်ပါတယ်။စေစာက Max ရဲ့ရန်လိုတဲ့အမူအရာကိုအကဲဖြတ်ဖို့ Julie ကိုပန်းချံမှာတွေ့ဆုံခဲ့ပါတယ်။စေစာက Julie ကိုအေးချမ်းပြီးယုံကြည်မှုရှိတဲ့စွမ်းရည်နဲ့ထုတ်လွှတ်ပြီး Max ကိုလမ်းလျှောက်ခင်းခဲ့ပါတယ်။ Max ကရန်လိုခဲ့တာဟာ Julie ရဲ့ကြောက်လန့်နေတဲ့စွမ်းရည်ဒီကြောင့်ပဲလို့စေစာကရှင်းပြခဲ့ပါတယ်။ Julie ဟာသူမရဲ့ကြောက်ရွံ့မှုတွေကိုကြော်ဖြတ်နိုင်ကြောင်းစေစာကတက်တည်ပြခဲ့ပါတယ်။နောက်တစ်နေ့မှာ Liz ဟာစီဇာရဲ့ခြံကိုရောက်ရှိလာပြီး Harvey ရဲ့ကြောက်ရွံ့ပြီးရန်လိုတဲ့အမူအရာတွေကိုဆက်လက်လေ့ကျင့်ခဲ့ပါတယ်။စီဇာက Liz ကိုမွေးမြူရေးခြံတွေကတရိတ်ဆန်တွေရှိမှ Harvey ကိုထိန်းချုပ်ခိုင်းခဲ့ပါတယ်။လာမာနဲ့မီးတို့ဖြတ်သွားပြီမဲ့ Liz ရဲ့အီးချမ်းတဲ့ခေါင်းဆောင်မှုကြောင့် Harvey ကငြိမ်သက်စွာထိုင်နေနိုင်ခဲ့ပါတယ်ရန်အနေငယ်အကြာမှာတော့စေဇာဟာ Liz နဲ့ Harvey တို့ရဲ့တိုးတက်မှုတွေကိုစစ်ဆေးဖို့ပြန်ရောက်လာခဲ့ပါတယ်။ပထမနေ့ကအိမ်တကာဝမှာအော်ဟစ်ဆူပူနေခဲ့တဲ့ Harvey ဟာအခုတော့တိတ်ဆိတ်ငြိမ်သက်နေပါပြီ။ Liz ရဲ့ခေါင်းဆောင်မှုကတကယ်ကိုတိုးတက်လာတာကိုတွေ့ရပါတယ်။နောက်ဆုံးစိန်ခေါ်မှုအနေနဲ့ Liz ဟာ TV ကြည့်နေစဉ်မှာ Harvey ကိုအေးချမ်းငြိမ်သက်အောင်ထိန်းသိမ်းရမှာဖြစ်ပါတယ်။ရခင်က TV ပေါ်ကခွေးတွေကိုမြင်တာနဲ့ Harvey ကခုံအုပ်ခဲ့ပေမဲ့အခုတော့ Liz ရဲ့ပြုပြင်ပြောင်းလဲမှုတွေကြောင့်သူဟာအေးချမ်းစွာကြည့်ရှုနိုင်ခဲ့ပါတယ်။ Liz ရဲ့ခွေးလေးဘဲလာသေဆုံးပြီးနောက်ပိုင်း Liz ဟာ Harvey ကိုဥဆောင်မှုပေးဖို့ပြက်ကွက်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့ Liz ဟာခိုင်မာတဲ့ခေါင်းဆောင်မှုပေးနိုင်လာပြီး Harvey လည်းသူ့ရဲ့သဘာဝအတိုင်းနောက်တန်းနေရာကိုပြန်ရောက်ရှိသွားပါပြီ။ခွေးပိုင်ရှင်တွေအတွက်အတိတ်ကအရာတွေကိုစွန့်လွတ်ဖို့ဆိုတာခက်ခဲနိုင်ပါတယ်။ဒါပေမဲ့ခွေးလေးတွေမှာပြဿနာရှိနေရင်ခွေးပိုင်ရှင်တွေကအတိတ်ကိုစွန့်လွတ်နိုင်ခြင်းမရှိသေးလို့ဖြစ်တတ်ပါတယ်